မင်္ဂလာပါခင်ဗျာနေ့စဉ်ဘဝမှာဆေရောကိုပါကျမကြက်ခိုင်ဖို့အတွက်ကျွန်တော်နေထိုက်ကကြိုးဆိုပါရခင်ဗျာဒီနေ့ကျတာပရင်းနေ့မှာ Power and Endurance စွမ်းအားနဲ့သိခနိုင်စွမ်းကိုဦးစားပေးမဲ့လေ့ကျင့်ခန်းလေးနဲ့ကျွန်တော်တို့ကစားကြပါမယ်ဒီနေ့ပထမဆုံးပြမဲ့လေ့ကျင့်ခန်းကတော့ Reverse Lunge to Knee Drive လေ့ကျင့်ခန်းဖြစ်ပါတယ်ဒီလေ့ကျင့်ခန်းကခြေထောက်ကြွသားတမစီရန်နဲ့ဟန်ချက်ထိနိုင်စွမ်းဘက်လက်ထိုးတက်စေရန်ရည်ရွယ်ပါတယ်ဟန်ချက်လည်းညီစွမ်းအားလည်းပြည့်စုံမဲ့လေ့ကျင့်ခန်းမျိုးဖြစ်ပါတယ်ခြေထောက်တစ်ဖက်ကိုနောက်လန်ပြီး lunge ထိုင်လိုက်ပါပြန်ထားတာနဲ့တပြိုင်တည်းအဲ့ဒီခြေထောက်ကိုပဲရှင်ဘက်စီဒူးကိုဆွဲတင်လိုက်ပါမြေပြင်မှာကြံခဲ့တဲ့ခြေထောက်ကခိုင်မြဲနေဖို့လိုပါတယ်တစ်ဖက်ကို10ချင်းစီဟန်ချက်မပြတ်စေပဲလှုပ်ကြည့်ပါနောက်ဆုတ်တယ်ဆိုတာရှေ့ကိုအရှိန်နဲ့တက်ဖို့ဖြစ်ပါတယ်နောက်တစ်ပုဒ်မှပြန်ဆောင်ကြမယ်နော်စိတ်ရောကိုယ်ပါကျမ်းမာပျော်ရွှင်ကြပါစေ